အခုလိုတရားပွဲကြီးတွေကျင်းပပြီးတော့တရားနာကြတယ်ဆိုရင်ဘာအတွက်လဲလို့မေးအသိဉာဏ်အတွက်ပါတကယ်အဓိကအသိဉာဏ်ရသော်ဘုရားကိုယ်တိုင်ကဖြေထားတာရှိတယ်သုတ်တုတာလက်ပတိပညာကြားနာခြင်းနဲ့စိတ်ရှိပြီဆိုလို့ရှိရင်ပညာတွေရပါတယ်နာကြားမှုကိုအခြေခံပြီးတော့တရားနာတာကိုအကြောင်းပြုပြီးတော့မသိတာတွေသိလာသိပြီးသားတွေရှင်းသွားတရားနာတာဟာတရားကိုသင်ယူနေတာဖြစ်သည့်အတွက်ကြောင့်တဏှာကြီးလောက်နာလိုက်ရင်တဏှာကြီးလောက်သင်လိုက်တာပဲအဲ့ဒီသင်လိုက်လို့သိသွားတဲ့အသိတရားတွေဟာပျောက်သွားမှာမဟုတ်ဘူးတဲ့အကြောင်းအရာစကလုံးတော်မေ့ခြင်းမေ့သွားမယ်သို့တော့အသိပညာဆိုတာပျောက်မသွားဘူးဇာဘူးနာဝရှိနေသည့်အတွက်ကြောင့်ပြန်ပြီးဆင်ခြင်သုံးသပ်တဲ့အခါမှာထိုကြားမှုတဲ့အချက်လက်တွေကိုအခြေခံပြီးတော့အမှန်မှန်တွေကိုဝေဖန်ခွဲခြမ်းသိစွမ်းနိုင်တဲ့ပညာမျိုးသုတ္တနာမှာရှိသွားဒီလိုနာယူမှုသင်ကြားမှုမရှိဘဲနဲ့အသိပညာရတယ်ဆိုတာမဖြစ်ဘူးဒါနဲ့ပတ်သက်ပြီးတော့ပညာရတာနဲ့ပတ်သက်ပြီးတော့နိလန်သုံးသွယ်လို့ပြောလို့ရတယ်အဲ့ဒီနိလန်သုံးသွယ်ကိုပဲပညာ၃မျိုးလို့လည်းပြောလို့ရတယ်အားလုံးကြားဖို့ကြလိမ့်မယ်သုတ္တမယပညာသို့မဟုတ်သုတ္တမယဉာဏ်စိတ္တမယပညာစိတ္တမယဉာဏ်ဘာဝနာမယပညာဘာဝနာမယဉာဏ်လို့ဒါပညာရဖို့ရနိလန်သုံးသွယ်ပဲမယဆိုတဲ့အဓိပ္ပာယ်ကထုတ်လုပ်တယ်ဖြစ်စေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗမာစကားနဲ့ကြတော့တစ်မျိုးဖြစ်မယဆိုတာမရတာကိုပြောတာမဟုတ်ဘူးเนาะသုတ္တမယဆိုတာဉာဏ်နာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပညာကိုသုတ္တမယပညာလို့ပြောတယ်နားကကြားနာလိုက်ရလို့နားထောင်လိုက်ရလို့သင်ယူလိုက်ရလို့ရလိုက်တဲ့ပညာမှန်သမျှသုတ္တမယကြားနာခြင်းကထုတ်လုပ်ပေးတဲ့ပညာမျိုးတဲ့ဒီနေရာမှာတရားပွဲကြီးတွေကျင်းပပြီးတော့တရားနာကြထိုတရားပွဲကရလိုက်တဲ့အသိပညာတွေဟာသုတ္တမယပညာတွေပဲကြားလိုက်တယ်ဘယ်နေ့ပဲဆရာတော်ကဘာဟောသွားတဲ့အချက်လက်တွေမိမိတို့ဘဝတသက်တာအတွက်မှတ်သားစရာမိမိတို့ကိုယ်တိုင်အခွင့်မရလို့မကြည့်နိုင်တဲ့ဘုရားမြတ်စွာဟောကြားခဲ့တဲ့ပိဋကတ်30နိကေ9ပြာဓမ္မခန္ဓာပေါင်း8400ကတင့်လျော်ရာရာဘုရားဟောထားတဲ့တရားတွေကိုထုတ်လုပ်ပြီးတော့ဟောပြောကြတယ်အဲ့ဒီဟောပြောတဲ့ထက်ကမိမိကကြားလိုက်ရလို့သင်ယူလိုက်ရလို့သိလိုက်တဲ့ပညာရက်ကိုသုတ္တမယပညာလို့ခေါ်ပါတယ်ကြားနာခြင်းကထုတ်လုပ်ပေးတဲ့ပညာအဲ့တော့တရားနာခြင်းသည်ပညာရခြင်းရဲ့အကြောင်းတရားဒါနံပါတ်1နိလန်တစ်ခုပဲနံပါတ်2ကဘာလို့ဆိုလို့ရှိရင်စိတ္တမယပညာစိတ္တမယဆိုတာကြားနာမှုကိုအခြေမခံဘဲနဲ့အတွေးအခေါ်တက်တက်ဖြင့်ဖြစ်ပေါ်လာတဲ့အသိပညာကိုစိတ္တမယပညာလို့ပြောတာနော်ကြားနာမှုကိုအခြေခံပြီးတော့မှတွေးတတ်လို့ရှိရင်တော့စိတ္တမယမခေါ်ဘူးဒါကြောင့်မို့စိတ္တမယပညာဆိုတာကြားနာမှုဆိုတာသူများစီကသင်ယူထားတဲ့အချက်ပေါ်မှာအခြေမခံဘဲနဲ့ဉာဏ်စီမှုတက်တက်ပေါ်မှာအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ပညာမျိုးစိတ္တမယပညာလို့ခေါ်တယ်အဲ့ဒီစိတ္တမယပညာကတာမန်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမဖြစ်နိုင်ဘူးနောက်ဆုံးမှာရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတောင်စိတ္တမယပညာဆိုဖြစ်ဘူးမဖြစ်လို့
ရှင်သာရိပုတ္တရာတရားနဲ့ပတ်သက်ပြီးတော့ကြားနာမှုဆိုတာသင်ယူမှုဆိုတာအခြေခံရသေးတယ်ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့ကြံစီနိုင်စွမ်းမရှိဘူးမရှိသည့်အတွက်ကြောင့်စိတ်ဓာမယပညာရှင်သာရိပုတ္တရာလိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်မျိုးတော့မရဘူးဒါဖြင့်စိတ်ဓာမယပညာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှရတယ်လို့မေးလို့ရှိရင်ဘုရားအလောင်းလို့ပိစိကဗုဒ္ဓအလောင်းလို့မှရတယ်ဘုရားအလောင်းပိစိကဗုဒ္ဓအလောင်းတွေကြတော့ဆရာမရှိဘူးသူတို့ကိုယ်တိုင်တွေးတောဆင်ခြင်ပြီးတော့အသိဉာဏ်တွေဖြစ်ပေါ်လာတယ်ဘဝကလေးလာခဲ့တဲ့စွမ်းအားတွေအပြည့်လာသည့်အတွက်ကြောင့်မှန်မှန်ကန်ကန်တွေးနိုင်တယ်မှန်မှန်ကန်ကန်တွေးလိုက်တဲ့အတိုင်းမှန်မှန်ကန်ကန်သိမှုဆိုတာဖြစ်လာလို့စိတ်ဓာမယပညာကြည့်လေပိစိကဗုဒ္ဓဆိုတာဘယ်သူမှတရားဟောရတာမဟုတ်ဘူးသူကိုယ်တိုင်သဘာဝတရားတွေကိုဆင်ခြင်စဉ်းစားပြီးတော့သူတဏ္ဍာမှာရှိတဲ့ကိလေသာတွေကိုဖယ်ရှားလို့ဘုရားဖြစ်သူရောက်သွားကြတယ်ထို့တူပဲမြတ်စွာဘုရားအလောင်းသမ္မာသမ္ဗုဒ္ဓဘုရားအလောင်းကလည်းပဲကိုယ်ပိုင်ဉာဏ်နဲ့ရှာဖွေတွေ့ချတာကြည်ဘုရားလောင်းတော်29နှစ်မှာတောထွက်လာခဲ့တယ်အမြဲတမ်းငယ်သေးတယ်သူတောထွက်လာတဲ့အခါမှာဆရာတွေစီနီးမခံဘူးလားဆိုခံတယ်အဲ့ဒီနီးယူတာတွေကဘာတွေလဲလို့ဆိုလို့ရှိရင်သမထကျင့်စဉ်တွေကြီးပဲကုန်သူလိုချင်တာကအမတသိချင်းကင်းရနိဗ္ဗာန်ဆိုတဲ့လမ်းစာအထိအောင်သူသွားခြင်းတန်တိဝရပဒတကယ့်ကိုအငြိမ့်တက်ကြီးကိုသူရှာတယ်သူစဉ်းစားတယ်သိချင်းတရားရှိရင်တော့မသိတဲ့တရားလည်းရှိရမှာပဲဒုက္ခရှိရင်တော့ဒုက္ခဆိုတာရှိရမယ်အပူရှိရင်လည်းအေးဆိုတာရှိရမယ်ဘာဖြစ်လို့တော့ဆိုလောကမှာဆန့်ကျင်ဘက်ကလေးတွေအစုံလိုက်နေကြတာတစ်ခုရှိမှာပဲအဲ့ဒါလို့ဆင်ခြင်စဉ်းစားပြီးတော့အမှန်တရားကိုရှာတဲ့အခါမှာထိုခေတ်ကထင်ရှားကြော်ကြားတဲ့ဆရာကြီးတွေစီသွားပြီးတော့သင်ယူတယ်လေ့လာတယ်သူတို့စီကသင်လိုက်လို့ရတဲ့ပညာရသည်သူလိုချင်တဲ့အမတတန်တိဝရဆိုတဲ့အငြိမ့်တက်ကိုပေးနိုင်ဖို့ထိအောင်လမ်းစာမရှိဘူးလမ်းကပိတ်နေတယ်ထိုးဖောက်ပြီးတော့ဟိုဘက်ကမရောက်ဘူးသမထကျင့်စဉ်တစ်ခုကိုကျင့်လို့ကတော့ဗြဟ္မပြေမှာပဲလမ်းဆုံးသွားရှေ့ဆက်လို့မရဘူးဗြဟ္မပြေဆိုတာကဘာပေါင်းမြောင်များစွာတက်တန်းရှိကြပြီးတော့တက်တန်းစိတဲ့တနေ့ကျတော့ပြန်ပြီးတော့တန်တရားတွေလဲအောင်မှာပဲမြတ်စွာဘုရားကတန်တရားကိုအဆုံးသတ်ခြင်းတယ်ဘုရားလောင်းကတန်တရားရဲ့အဆုံးကိုတွေ့ခြင်းတယ်အဲ့ဒီနီလန်းကိုဘယ်သူပေးနိုင်မလဲလို့လိုက်ရှာတာဘယ်သူမှမပေးနိုင်ဆရာကြီးတွေနီးပေးတဲ့အတိုင်းဘုရားအလောင်းဟာ6နှစ်ပတ်လုံးဒုက္ခရစရိယအကျင့်ကိုကျင့်လိုက်တာခန္ဓာကိုယ်ကြီးတစ်ခုလုံးပိန်ချုံးပြီးတော့အယိုးပေါ်အေးတင်မသေးမရှင်ဘဝမျိုးလောက်ရောက်သွားလမ်းဆုံးအောင်သူလိုက်ကြည့်တယ်ဗမာတွေကပြောတယ်မဟုတ်လားလမ်းဆုံးရင်ရွာတွေ့လိုက်မယ်ဆိုမတွေ့ဘူးသူနော်လမ်းဆုံးပြီမဲ့ရွာတွေ့ချင်မှတွေ့တာသူတို့ပြောတဲ့အတိုင်းလမ်းကိုဆုံးအောင်လိုက်လိုက်တော့မတွေ့ဘူးမတွေ့တဲ့အခါကျတော့သူကသူစဉ်းစားတယ်တိယအင်ညောမခောဘောဓာယသူစဉ်းစားပုံစကားလုံးလေးတိယအင်ညောမခောဘောဓာယဘောဓာယဆိုတာထူးခြားတဲ့အသိဉာဏ်ကြီးအတွက်အင်ညောမခောတခြားနိလန်းနေသိရဖြစ်ကောင်းဖြစ်လိမ့်မယ်တွေးပုံလေးကငါလျှောက်လာတဲ့လမ်းကတော့ဆုံးနေပြီဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းပြောင်းရှောင်အောင်ပါပဲဒီလမ်းမတွေ့ရင်တော့ဟိုလမ်းကသွားမှာပေါ့တခြားလမ်းဖြစ်တော့တယ်ဆိုတဲ့အတွေးဝင်လာတဲ့အခါကျတော့ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာတည်ထွင်ပြီးတော့ရှောက်ကြည့်ကိုယ်ပိုင်လမ်းကြောင်းဆိုတာဘာလဲငယ်စဉ်ဘဝတုန်းက
မိမိရဲ့နှာခေါင်းကနေပြီးအသက်ရှူသွင်းရှူထုတ်နေတဲ့လေလေးကိုအာယုံပြုပြီးတော့လေ့ကျင့်ခဲ့ပူတဲ့ဟာလေးသွားတတိယစိတ်ကလေးငြိမ်သွားတာကိုသွားတွေ့အဲ့ဒါဟာတကယ်လမ်းကြောင်းဖြစ်လောက်တယ်အသိဉာဏ်ဖြစ်ပေါ်မဲ့လမ်းကြောင်းဟာအဲ့ဒီလမ်းကြောင်းဖြစ်လောက်တယ်ဆိုပြီးခန္ဓာကိုယ်မြတ်မြတ်တာဖြစ်ပြီးအသားရည်ပြန်လီအားရှိလာဘုရားလောင်းတော်ဟာအစာအာဟာရများစားပြီးသူကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့လမ်းကြောင်းကိုရှောက်ကြည့်တယ်တဲ့တရားရှာကိုယ်မှတွေ့ဆိုတဲ့အတိုင်းတရားဆိုတာအပြင်သွားရှာဖို့မဟုတ်ဘူးမိမိနှာခေါင်းပေါက်လေးက24နာရီရှူထုတ်နေတဲ့လေရှူသွင်းနေတဲ့လေလေးအဲ့ဒီထုတ်သွင်းလုံးနေတဲ့လေလေးပေါ်မှာအာယုံစိုက်ထားတာအဲ့ဒီအာယုံစိုက်ထားလိုက်တဲ့အခါတမာရီစွမ်းအားတွေရပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အဘိညာဉ်တွေရတယ်ဘုရားလောင်းကိုယ်ပိုင်လမ်းစဉ်နဲ့သွားလိုက်ကြပထမယံမှာပုဗ္ဗေနိဝါဒလောတတိဉာဏ်တဲ့အတိတ်ဘဝတွေကိုကြည့်ကြလို့ရှိရင်မြင်နိုင်စွမ်းရှိတဲ့အဘိညာဉ်ဉာဏ်ကြီးရသွားဒုတိယယံရောက်တဲ့အခါကျတော့ဒိဗ္ဗစက္ခုဉာဏ်ဝေးတဲ့နေရာခြားကွယ်တဲ့နေရာသိငယ်တဲ့အရာတွေလှမ်းပြီးတော့ကြည့်နိုင်တဲ့တပိုင်းအိုင်းလို့ခေါ်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ကြီးကိုရမိုးတော့ရံရောက်တဲ့အခါကျတော့မိမိတဏ္ဍာမှာတန်တရားကညစ်ထေးလာကိလေသာအပူတွေအညစ်အကြေးတွေဖယ်ရှားပြစ်နိုင်တဲ့အာသဝခေယဉာဏ်ဆိုတာရဝိပဿနာလမ်းကြောင်းကိုပြောင်းလိုက်တာနဲ့တပြိုင်နက်မိုးတော့ရံမှာအာသဝခေယဉာဏ်ဆိုတာရအဲ့ဒီအာသဝခေယဉာဏ်ရလိုက်တာနဲ့ဘုရားဖြစ်သွားတာဘုရားဖြစ်လို့လည်းရောက်တယ်အဲ့ဒါကိုယ်ပိုင်လမ်းကြောင်းကပြောင်းလျှောက်တာပေါ့အဲ့ဒါလို့ကိုယ်ပိုင်လမ်းကြောင်းကပြောင်းလျှောက်လိုက်တဲ့အခါကိုလိုချင်တဲ့လမ်းဆုံးကိုတွေ့သွားတယ်တဲ့ဒါကြောင့်မို့ဘုရားလောင်းနေစိတ်တာမရဆိုတာဘုရားလောင်းနေမှာရှိတယ်လို့ဒီလိုမှတ်ဘာဝနာမရဆိုတာကြတော့ဘာပြောလဲကိုယ်တဏ္ဍာမှာအကျဉ်းချင်းအထက်ထက်ဖြစ်အောင်ကြိုးစားခြင်းကနေထုတ်လုပ်ပေးတဲ့ပညာမျိုးအာယုံမောစိတ်ကလေးလေ့ကျင့်ပေးပြီးတော့ဆိုပါစို့ခဏထွက်လေဝင်လေအာယုံလေးပေါ်မှာစိတ်ကလေးနဲ့အာယုံလေးနဲ့ထပ်တလဲလဲတွေ့နေအောင်လေ့ကျင့်ပေးတာ9မိနစ်က10မိနစ်10မိနစ်က15မိနစ်နာရီဝက်1နာရီ2နာရီ3နာရီဆိုတာလို့စင်ဆက်မပြတ်ထွက်လေဝင်လေလို့ဆိုတဲ့အာယုံလေးပေါ်မှာစိတ်ကလေးကိုကတ်ထားပြီးတော့အာယုံနဲ့စင်ဆက်မပြတ်လေ့ကျင့်ပေးနေတာကိုဘာဝနာလို့ခေါ်တယ်အဲ့ဒီဘာဝနာမိမိတဏ္ဍာမှာစိတ်ကလေးကိုလေ့ကျင့်ပေးလို့တိုးတက်ဖြစ်ပေါ်လာတဲ့ဘာဝနာကနေထုတ်လုပ်ပေးလိုက်တဲ့အသိပညာကြတယ်ဘာဝနာမယပညာလို့ပြောတယ်အရင်တော့ကမသိဘူးမမြဲတာတွေသဘာဝတရားတွေပြောင်းလဲနေတာတွေကိုမမြင်ဘူးစိတ်လေးနဲ့အာယုံနဲ့ကပ်ပြီးတော့လေ့ကျင့်ပေးလိုက်တဲ့အခါကျအိုးစက္ကမလဖြစ်ပြီးပြက်နေတာပါလားပြောင်းနေတာပါလားဆိုတာတွေကိုကုန်သိဝိပဿနာဉာဏ်ရင့်တဲ့လောက်ပဲနောက်ဆုံးမှဖြစ်တာဆိုတော့တောင်မမြင်ဘူးပြက်တာတွေကြီးပဲမြင်နေတယ်အဲ့ဒီလိုဝိပဿနာဉာဏ်ရင့်တန်သွားလို့ရှိရင်လောကကြီးမှာဖြစ်နေတယ်ဆိုတာတောင်မရှိတော့အောင်အပြက်တွေကညာတော့အာကြီးနေတယ်ဆိုတာကိုမြင်လာအဲ့ဒီလိုအမြင်မျိုးဘာဝနာမရလို့ခေါ်တယ်အဲ့ဒီကနေတဆင့်တက်တဲ့အခါကိလေသာတွေကိုဖယ်ရှားနိုင်တဲ့မဲ့ညာထိုကိလေသာတွေရဲ့အပူတွေကိုထပ်မံညှိမ့်သက်ပေးနိုင်တဲ့ဖုန်ညာလို့ဆိုတာတွေရပြီးစိတ်ဟာလုံးဝကိလေသာတွေကလွတ်သွားတယ်ဝိမု ക്തി လွတ်မြောက်မှုဆိုတာကိုရရှိသွားလွတ်တယ်ဆိုတာဘယ်တော့မှပြန်မဆက်ဆက်တော့ဘူးမလွတ်သေးရင်ပြန်ကျွတ်ပြန်စွတ်မိလွတ်သွားပြီဆိုတာလုံးဝဆက်ဆက်လို့မရတော့ဘူးအဲ့ဒါလို့မေဖို့နိဗ္ဗာန်ထိအောင်ရသွားတယ်ဆိုတာဘာဝနာမယဉာဏ်ပဲဘာဝနာမယပညာလို့ခေါ်တယ်
အဲ့တော့ဘုန်းကြီးတို့တွေတဏ္ဍာမှာဖြစ်နိုင်တာကဘာဖြစ်လဲတရားနာခြင်းဖြင့်တုတ္တမယဉာဏ်ရတယ်ကြားနာထားတဲ့အခြေခံလေးပေါ်မှာအခြေပြုပြီးတော့စိတ်ကိုအာယုန်နဲ့လေ့ကျင့်ပေးလို့ရှိရင်ဘာဝနာမယပညာဆိုရနိုင်တယ်တုတ္တမယနေပြီးတော့ဘာဝနာမယသွားမယ်တုတ္တမယလေးနဲ့ရပ်နေတယ်ဆိုလို့ရှိရင်တော့အတိလေးလောက်ပဲဘိုင်းနဲ့ပြောမှဆိုရင်သီဝရီပေါ့နီလန်ဘိုင်းလောက်လေးသာရတယ်လက်တွေ့သုံးပြီးတော့မကြည့်ဘူး practical မလုပ်ဘူးဆိုလို့ရှိရင်ဘာဝနာမရနိုင်ဘူးအဲ့ဒီပညာနှစ်ရပ်ပေါင်းစပ်ပြီးတော့မှဘာဝနာမရပညာဖြစ်မှကိုလိုချင်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့တရားဓမ္မဆိုထူးထူးခြားခြားတရားဓုတရားမြတ်ဆိုရနိုင်တာဘုရားလောင်းတော်တွေကြတော့သုတ္တမယမလို့ဘူးစိတ်တမယနဲ့သွားတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်တွေးတောဆင်ခြင်ပြီးအဲ့ဒါကိုစိတ်နဲ့လေ့ကျင့်ရသူတို့လည်းလေ့ကျင့်ပေးတဲ့ဘာဝနာမယဆိုတာရှိရမရှိရင်ဘုရားမဖြစ်ဘူးဣစ္ဆေကဘုရားမဖြစ်ဘူးစိတ်တမယလေးနဲ့တည်းရပ်နေလို့မရဘူးဘာဝနာမယပဲသွားရမယ်အဲ့ဒါကြောင့်မို့သုတ္တမယပညာကိုအဆင့်မြင့်တဲ့အခါဘာဝနာမယပညာဖြစ်ရမယ်စိတ်တမယပညာကိုအဆင့်မြင့်လိုက်တဲ့အခါဘာဝနာမယပညာဖြစ်ရမယ်လို့ဒါပညာရဖို့ရာအတွက်နိလန်သုံးသွယ်လို့ဒီလိုပြောတယ်အခုလိုတရားဝဲကျင့်ပါပြီတရားနားနေတယ်ဆိုတာသုတ္တမယဉာဏ်တွေကိုစီးပူအထောက်နေကြဒီဉာဏ်တွေကမိမိတို့ဘဝမှာအမတန်ဓမ္မတန်ဖိုးရှိတဲ့အသိပညာတွေကိုရရှိတယ်နောက်တခြားနည်းနဲ့ရနိုင်တာမမှန်ကန်ကန်ရေးသားဖော်ပြထားတဲ့စာအုပ်တွေကိုဖတ်တယ်မိမိမသိလို့မရှင်းလင်းတဲ့အချက်တွေကိုသိတဲ့ပုဂ္ဂိုလ်တွေကိုမေးမြန်းတယ်ဆွေးနွေးတယ်ဟောအဲ့ဒါတွေကလည်းပဲအသိဉာဏ်တိုးတက်ရရှိခြင်းရဲ့အကြောင်းတရားတွေပဲအဲ့ဒီနီးမပါဘဲနဲ့အသိဉာဏ်ရတယ်ဆိုတာလောကမှာမရှိဘူးအသိဉာဏ်ရဖို့ဆိုရင်အသိဉာဏ်ရခြင်းအကြောင်းကလောကဘယ်အရာပဲဖြစ်ဖြစ်လောကီကိစ္စပဲဖြစ်ဖြစ်အရာခတ်သိမ်းဟာဆံရအကြောင်းတရားတွေရှိကြတာကြည့်တယ်အဲ့ဒီဆံရအကြောင်းတရားတွေကိုမလုပ်ဘူးလို့ဆိုလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုတ်ဒါကြောင့်မလို့ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကျုံနေတဲ့အချိန်လေးမှာသုတ္တမယဉာဏ်ရအောင်လည်းလုပ်ရမယ်ထိုသုတ္တမယဉာဏ်အခြေခံပြီးတော့ဘာဝနာမယဆိုတဲ့လက်တွေ့ကျင့်သုံးမှုကိုလည်းလုပ်ရမယ်အဲ့ဒီနှစ်ခုနဲ့မှမိမိတို့ရဲ့ဘဝတန်ဖိုးရှိတဲ့ဘဝဖြစ်မှာလို့တရားချစ်ခင်သူတော်စင်ပြိဿတို့အားလုံးဒီအသိလေးရှိထား